လုံးပဲမင်္ဂလာပါအခုဒီကော်ချက်ကလေးတွဲတာအောင်ပြမယ်တွဲဖို့အတွက်ကိုသူဒီမှာကော်ချက်ကိုသုံးပြီးတော့တွဲမယ်နော်အလားနဲ့မလားနဲ့အလားကအပြင်ဘက်မှာရှိမယ်ဟိုတွဲသွားမယ်နော်တွဲတဲ့ခါကျလို့ရှိရင်ဟိုဒီမှာsorry ဒီထိတ်ကနေစပြီးတော့တွဲလဲရတယ်အောက်ကနေအပေါ်တွဲလဲရတယ်အပေါ်ကနေအောက်ကိုတွဲလဲရတယ်နော်ကြိုက်တယ်လို့တွဲပါတွဲအစားတတာတကယ်လို့ချီကိုခဏခဏမဖြတ်ချင်လို့ရှိရင်အောက်ကနေအပေါ်စပြီးတော့တွဲလာပြီးတော့မှဒီလိုတစ်ဆက်တည်းဟိုဘက်သွားလဲရတယ်နော်ချီကိုခဏခဏမဖြတ်ချင်လို့ဆိုလို့ရှိရင်ねဟိုကကြည့်ရလွယ်အောင်တော့အပေါ်ကနေပဲစပြီးတွဲပြလိုက်မယ်ဒီဘက်ထောက်ဆွန်းအပေါက်ကလေးနဲ့ဒီကထောက်ဆွန်းအပေါက်နဲ့စပြီးဦးဆုံးစတွဲရမယ်နော်အဲ့တော့သူဒီတောက်ပေါက်လေးအကွေးလေးကနည်းနည်းလေးအပေါက်သေးတယ်ဒါပေမဲ့ရအောင်ထိုးထည့်မယ်နော်ထောက်ဆွန်းပေါက်လေးကိုစားပြီးတော့ထိုးရတယ်ကျိုးစားလေးခြံနာမယ်နော်ခါတိုင်းလုပ်သလိုပဲခြံနာပြီးသွားရင်အခုတပေါက်ချင်းသွားမယ်နော်အပေါက်တွေကြော်မသွားဘူးအမွေးတွေနဲ့ဆိုတော့မြင်ရလားမသိဘူးခုဒီမှာခုနကဒီအပေါက်ကိုထိုးလိုက်တဲ့အစွန်စုံပေါက်အခုဒီပေါက်ကိုထိုးလိုက်တယ်နော်အခုဒီဘက်အပေါက်ကိုထိုးမှာတစ်ပေါက်ချင်းဒီမှာနောက်တစ်ပေါက်သွားတယ်လို့ပဲဒီဘက်ချမ်းနှစ်ချမ်းကိုတွဲနေတာဖြစ်တဲ့အတွက်ဟိုဘက်ချမ်းတည်လည်းအဲ့လိုပဲတစ်ပေါက်ချင်းပဲသွားရမယ်အပေါက်တွေကိုမကြော်နဲ့နော်တစ်ပေါက်ချင်းစီပဲထိုးမှာအမွေးတွေကအကုန်ဖုံးသွားမှာပါဟိုဘက်အချက်ကောဒီဘက်အချက်ကောနှစ်ချက်စလုံးယူသွားတာနော်ယူပြီးတော့ထိုးသွားတာအမဒီဘက်ကနေစထိုးလိုက်တယ်အဲ့ဆိုရင်အခောက်တိုင်းဒီဘက်ကနေပဲစထိုးအဲ့ဆိုချီရဒီလိုပတ်သွားတာဖြစ်သွားတယ်နော်အဲ့လိုမျိုးအဲ့ဆိုရင်ဟိုဒီမှာနှစ်ပေါက်ပြီးသွားပြီအပြီးနောက်ထပ်တစ်ပေါက်ကိုတစ်ခါထပ်ပြီးတော့ထိုးမယ်ဒီမှာမမြင်ရမှာဆိုလို့နော်ဟိုဒီလိုဖယ်ပြီးပြတာအမှန်ဖယ်ပြီးထိုးစရာမလိုနော်ကိုမြင်ရတယ်ဆိုရင်ကိုဇက်တိုက်ထိုးရပါဒီမှာကျတော့အထဲမှာ line ပေါ်နေဆိုတော့မမြင်ရမှာဆိုလို့အားကြောင့်အမွေးတွေလိုက်ဖယ်ပြနေတာအမွေးနဲ့ဆိုတော့လေဒီလိုမျိုးတစ်ပေါက်ချင်းစီသွားမယ်ဒီတိုင်းနဲ့အောက်ရောက်တက်ထိသွားမယ်နော်ပေါက်တွေကိုလုံးဝကြော်မထိုးပါနဲ့နော်ကြော်ထိုးလို့ရှိရင်အိတ်ကမလှပဲဖြစ်သွားမယ်တစ်ပေါက်ချင်းစီပဲထိုးသွားပါမယ်ထိုးရင်လည်းတဖြည်းဖြည်းအောက်ရောက်လာမယ်နော်အောက်ဆုံးပေါက်ထိရောက်သွားပါပြီရောက်သွားပြီဆိုလို့ရှိရင်ချီကိုအစာဖြောက်မယ်ချီကိုအစာဖြောက်မယ်အတွင်းနဲ့ပြန်ထိုးတဲ့ချီကိုအစာဖြောက်မယ်ခါတိုင်းလုပ်သလိုပဲအတွင်းထဲမှာအမွေးတွေကြားထဲမှာချီကိုထည့်ပြီးတော့ဖြောက်သွားလိုက်ရမယ်နော်ဒါဆိုလို့ရှိရင်တချမ်းပြီးသွားပြီဒီချီအပေါ်မှာအမထိုးရင်းနဲ့အမှန်အဲ့ဒါတခါတည်းအစားဖြောက်ခဲ့လို့ရတယ်နော်ဒါပေမဲ့ခုမှစလုပ်တဲ့သူတွေလည်းမဖြောက်မိတဲ့သူရှိလိမ့်မယ်မဖြောက်မိတဲ့ခါကျလို့ရှိရင်ဒါအောင်ချီဟိုအစားဖြောက်တဲ့ဒီအကလေးနဲ့ပဲအနဖားလေးထိုးပြီးတော့အတွင်းနဲ့ပြန်ထည့်သိမ်းလိုက်တာဆိုတချမ်းပြီးသွားပြီနော်ပြီးရင်ဒီဘက်ချမ်းနဲ့အဲ့လိုပဲလာမယ်အောက်ကနေအပေါ်ပဲထိုးထိုးအပေါ်ကနေအောက်ပဲထိုးထိုးနော်ကြိုက်တယ်လို့ထိုးပါဒီဘက်ကောဟိုဘက်ကောအားလုံးဒီလိုမျိုးလေးဖြစ်သွားတဲ့အထိကိုလုပ်ပေးပါဒီလေးဘက်စလုံးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုထပ်ပြမယ်ဒီလိုဖြစ်သွားတဲ့အထိအရင်လုပ်ပေးနော်